Oppo ရဲ့ ColorOS 16ဆိုတာဗျာ Oppo ရဲ့ ColorOS 15မှာအရန်ကိုမှသုံးလို့ကောင်းတဲ့ features တွေကိုပိုမိုကောင်းမွန်လာအောင်တော့ဒီ next level တစ်ခုရောက်သွားအောင်ပိုမိုကောင်းအောင်လုပ်ပေးထားတဲ့ version တစ်ခုလို့ကျွန်တော်တို့မြင်တယ် Oppo ရဲ့ ecosystem premium ဖြစ်ဖြစ်အသုံးပြုချင်တဲ့လူတွေအတွက်မြင့်တင်ပေးထားတဲ့ version တစ်ခုလို့ကျွန်တော်တို့ပြောပြရစီပါနော် ¿Qué es esto que siento desde que llegué y te vi? Te vi. Nadé mar adentro, magnética voy por ti. မင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်တော့ဖုန်းတစ်လုံးမှာ features ကအရေးကြီးတယ်လို့မျိုးပဲ user experience အရေးကြီးဖို့အတွက် OS တွေကဘယ်လောက်ထိအရေးပါလဲဆိုတာကျွန်တော်အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်လည်းဗျာဒီ OS ဘိုင်းမှာအများကြီးကိုမှ upgrade လုပ်ထားတာဖြစ်တဲ့ Oppo ရဲ့ ColorOS 16နဲ့ပတ်သက်ပြီးတော့တိတိတိုက်တဲ့အချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ Evan ပါဖုန်းလုံးကျွန်တော်လက်ထဲမှာကင်လိုက်တဲ့ခါကြလို့ရှိရင်ပို့ပြီးတော့ premium ဖြစ်စေတယ်ပို့ပြီးတော့ smart ဖြစ်စေရဆိုတဲ့ခံစားချက်ကိုရဖို့အတွက်က hardware တစ်ခုတည်းနဲ့ကျွန်တော်ဆုံးဖြတ်လို့မရဘူးတကယ်တမ်းက software ကလည်းအရေးပါတယ်လို့တော့ကျွန်တော်တို့ကပြောလို့ရတယ်တကယ်တမ်းကနည်းပညာတစ်ခုတိုးတက်လာဖို့အတွက်ဆိုလို့ရှိရင်ဒီဖုန်းမှာပါဝင်တဲ့ feature list တစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့ဒီဖုန်းကိုသုံးရတဲ့ user experience ကလည်းတော်တော်လေးမှအရေးကြီးတယ်လို့ပြောလို့ရတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့အဲ့ဒီ software direction ကိုဦးစားပေးပြီးတော့တိစောက်ထားတဲ့ ColorOS 16ကိုကျွန်တော်တို့အရင်တော့ထွက်ခဲ့တဲ့ ColorOS 15နဲ့နှိုင်းယှဉ်ပြီးတော့အမှန်တကယ်အသုံးပြုပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်Oppo က ColorOS ကို upgrade လုပ်လာပြီးတော့သူကဗျာ features တက်စားလို့ရှိရင် overall experience ကိုပို့ပြီးတော့ဦးစားပေးလာရဆိုတာကျွန်တော်အရင်တော့ထွက်ခဲ့တဲ့ Oppo ရဲ့ ColorOS 15မှာကျွန်တော်တို့တွေ့ခဲ့ပြီးပေါ့နော်အခု ColorOS 16မှာဆိုလို့ရှိရင်တော့ design AI smooth experience ကိုပို့ပြီးတော့ကောင်းအောင်သူကလုပ်ပေးထားတယ်ဒါအပြင်ကိုမှဗျာအရင်တော့ကောင်းပြီးတဲ့ features တွေအကုန်လုံးပို့ပြီးတော့ refine ဖြစ်အောင်လုပ်ပေးထားတယ်ဆိုတော့က Oppo ရဲ့ ColorOS 16ကဘယ်လောက်ထိတိုးတက်လာလဲဆိုတာကျွန်တော်ချက်လောက်လိုက်ပြီးတော့ကြည့်လိုက်အောင်အရင်တော့ UI design ကိုကြည့်မယ်ဆိုလို့ရှိရင် ColorOS 15မှာဆိုလို့ရှိရင် clean နဲ့ minimal ဖြစ်ပြီးသားပေါ့နော်ဒါပေမဲ့ ColorOS 15မှာဆိုလို့ရှိရင် UI design က clean ဖြစ်ပြီးတော့ minimalist ဖြစ်နေပြီဆိုပေမဲ့လည်း ColorOS 16မှာဆိုလို့ရှိရင်တော့ system UI ကိုအခြေခံနေပြီးတော့ပြန်လည်တိစောက်ပေးထားတယ် icon တွေကဗျာပို့ပြီးတော့ rounder ဖြစ်အောင်လုပ်ပေးထားတယ်အဓိကပြောရမယ်ဆိုလို့ရှိရင်ဗျာသူကဒီ shiny edge နောက်တစ်ခါကျ blur effect နဲ့နောက်တစ်ခါကျ subtle gradient ဖြစ်အောင်တိစောက်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကြည့်ရ look ကဆိုလို့ရှိရင်ပို့ပြီးတော့ premium ဖြစ်သွားရဆိုတဲ့ခံစားချက်ကိုအပြည့်အဝခံစားရတယ်တကယ်လည်းအဲ့ဒီပြောင်းလဲကကြည့်ရလှတယ်ဆိုတာထက်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်မျက်စိမရှုပ်ဘူးပေါ့နော် smooth visual experience ပို့ပြီးကောင်းသွားလို့ကျွန်တော်စိတ်ထဲမှာခံစားရတယ် icon personalization မှာဆိုလို့ရှိရင်လည်း ColorOS 16က ColorOS 15နဲ့စာလို့ရှိရင်တိကျ accurate တွေပါဝင်လာကျွန်တော်တို့ကတွေ့ရတယ် ColorOS 15မှာဆိုလို့ရှိရင်တပ်ပါတီ application တွေရဲ့ icon တွေက size နဲ့ style မညီတာရှိခဲ့တယ်ဆိုပေမဲ့ ColorOS 16မှာဆိုလို့ရှိရင် multi site adjustment ကိုတပ်ပါတီ application တွေက support လုပ်ထားဖြစ်တဲ့အတွက်ကြောင့် system ရဲ့ icon နဲ့တပ်ပါတီ icon ကြားက visual imbalance ကတိတိတသားမှလျော့နေသွားတယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ် home screen customization ဘိုင်းမှာဆိုလို့ရှိရင်လည်း fruit style ၄တောင်းနဲ့ icon resizing ကို ColorOS 15နဲ့စာလို့ရှိရင် intuitive ပို့ပြီးဖြစ်အောင်ထိန်းညှိထားပြီးတော့ maxi မဖြစ်ပဲ clean ဖြစ်တဲ့ look ကိုထိန်းထားပြီးနိုင်တာကျွန်တော်တို့ကတွေ့ရတယ် ColorOS 15မှာဆိုလို့ရှိရင် lock screen customization ကနေပြီးတော့အခြေခံတဲ့အဆင့်တစ်ခုမှာပဲရှိရဆိုပေမဲ့ ColorOS 16မှာတော့ all your display နဲ့ lock screen ကိုကိုယ်ပိုင် identity တစ်ခုဖန်တီးနိုင်တဲ့အဆင့်ထိတိုးတက်လာကျွန်တော်တို့ကတွေ့ရတယ် lock screen မှာဆိုလို့ရှိရင် time နဲ့ widget ကိုစိတ်ကြိုက်ထည့်ပေးလိုက်လို့ရတယ်ပြီးတော့ live photo ရဲ့နောက် video file တွေကို motion lock screen ဖြစ်အသုံးပြုလို့ရဖြစ်တဲ့ကြောင့်ဖုန်းကိုဖွင့်မကြည့်ဘဲနဲ့တော့ပါဗျာ premium feeling ကိုအပြည့်အဝခံစားရစေပါနော် content creator တွေအတွက်ဆိုလို့ရှိရင် TikTok နဲ့ Reel အတွက် visual inspiration ကိုနေ့စဉ်အသုံးပြုထားတဲ့ဖုန်းထဲမှာရရှိနေတာဖြစ်တဲ့ကြောင့် ColorOS 15နဲ့စာလို့ရှိရင် ColorOS 16ကအသာချက်တစ်ခုလို့မြင်ပါတယ်AI declare feature ဆိုလို့ရှိရင်ဒီကျွန်တော်ရှေ့ရပါတော့ subject ရဲ့နောက်ကရှိတဲ့ background ရဲ့ပို့ပြီးတော့တိတိကျကျ depth of field ကိုခွဲခြားပြီးတော့သိနိုင်အောင် AI နဲ့ခွဲခြားတဲ့ features လို့ပြောလို့ရတယ်တကယ်တမ်းကဒီ features ကအရင်ကတည်းကဆိုလို့ရှိရင်ဒီ ColorOS 16မှာပါဝင်လာတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကဒီ lock screen တွေကဆိုလို့ရှိရင်ပို့ပြီးတော့ professional ဖြစ်တဲ့ look ကိုရလာအောင်ကျွန်တော်တို့ကတွေ့ရတယ်ဒီ feature ကြောင့်ပဲဗျာကျွန်တော်က AI ဆိုတဲ့စကားလုံးကိုအရင်တော့ marketing အတွက်သုံးတယ်လို့ခန်းစားရဆိုပေမဲ့အခုဆိုလို့ရှိရင်တော့အများကြီးပို့ပြီးတော့ practical ဖြစ်လာတော့ကျွန်တော်တို့ကတွေ့ရတယ် performance နဲ့ animation experience ဘိုင်းမှာဆိုလို့ရှိရင်တော့ ColorOS 16က full scene smooth experience ကိုဦးစားပေးထားတာကျွန်တော်တို့ကတွေ့ရပါတယ်ဆိုတော့ ColorOS 15မှာတော့က site bar ကိုဗျာကျွန်တော်တို့က swipe in expand close လုပ်တဲ့အခါကျလို့ရှိရင် animation တွေကိုခွဲခြားထားရဆိုပေမဲ့အခု ColorOS 16မှာဆိုလို့ရှိရင်တော့ action တွေအားလုံးက animation flow တစ်ခုတွေကနေချိတ်ဆက်ထားဖြစ်တဲ့ကြောင့်အသုံးပြုတဲ့အခါကျလို့ရှိရင် UI movement တွေကပို့ပြီးတော့ natural ဖြစ်တယ်ပို့ပြီးတော့သုံးလို့ကောင်းတယ်လို့ခံစားရတယ် full screen capture ဘိုင်းမှာဆိုလို့ရှိရင်လည်း site swipe follow through animation အသစ်ကို trial version အနေနဲ့စတင်ထည့်ထားပြီးတော့လက်ရှိမှာဆိုလို့ရှိရင် system level application တွေကပဲ support ဖြစ်နေပါသေးတယ် ColorOS 16မှာသဘောကျအချက်ကိုပြောရမယ်ဆိုလို့ရှိရင်ဗျာဒီ add roller ကတော်တော်လေးမှတွက်လက်မြန်ဆန်သွားတယ်လို့ပြောလို့ရတယ်သူက search bar ကိုအောက်ကိုပို့လိုက်တယ်ပြီးတော့ category button အသစ်လေးနဲ့ထပ်ပြီးတော့ထည့်ထားတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကဗျာဒီ UI features ကကျွန်တော်တို့103ပဲဆိုလို့ရှိရင်အရင်ကမှအဆင်ပြေသွားပါတော့ဆိုတော့103တဲ့လူတွေ daily use မှာ application တွေအများကြီးကိုရှာရတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒီ features လေးကအရင်ကမှအဆင်ပြေလို့ကျွန်တော်ကတော့မြင်ပါတယ်
video editor သမားတွေအတွက်ဆိုလို့ရှိရင်တော့ ColorOS 16က ColorOS 15နဲ့စာလို့ရှိရင်ပိုကောင်းတဲ့ workflow ကိုရမယ်လို့ကျွန်တော်တို့ပြောချင်တယ်ပေါ့နော်အရန်မိုက်သွားချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ video trimming color correction transition အဲ့ဒီအရာတွေအကုန်လုံးပေါ့နော်ဒီ speed adjustment အဲ့ဒါတွေအကုန်လုံးတနေရာမှာစုပေးထားတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့က video တစ်ခုကို edit လုပ်တဲ့ခါကြာလို့ရှိရင်ဖုန်းနဲ့လုပ်ရတာအရန်မှမြန်ဆန်သွားသလိုမျိုးကျွန်တော်တို့ဒီနေ့စဉ်ပေါ့နော် video တွေတင်တဲ့ခါကြာလို့ရှိရင်လည်းပိုကောင်းတဲ့ workflow တစ်ခုပိုင်ဆိုင်နိုင်မယ်ဖြစ်တဲ့အတွက်ကြောင့် ColorOS 16မှာတော့ video editor သမားတွေအတွက်ဆိုလို့ရှိရင်လုံးဝတန်းစားပါOBS Connect ဆိုလို့ရှိရင်တော့ ColorOS 16မှာဆိုလို့ရှိရင် file share နေရာမှာဆိုလို့ရှိရင်တော်တော်လေးမှကောင်းမွန်တဲ့အတိအကျဆုံး upgrade လို့တော့ကျွန်တော်တို့မြင်နေပါတော့။ဘာဖြစ်လို့လဲဆိုတော့အရင်ကဆိုလို့ရှိရင် ColorOS 15မှာကျွန်တော်တို့ file share တဲ့ခါကျလို့ရှိရင် basic အဆင့်ပဲရှိတယ်ဆိုပေမဲ့ ColorOS 16မှာဆိုလို့ရှိရင်ဒီ ecosystem device တွေကြားမှာ file တွေ share တဲ့ခါကျလို့ရှိရင်အများကြီးပို့ပြီးတော့လွယ်ကူသွားတယ်အများကြီးပို့ပြီးတော့မြန်ဆန်လာတယ်။ဆိုတော့ကျွန်တော်တို့ကအသုံးပြုတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့တကယ်ကိုမှကောင်းမွန်တဲ့ next level ကိုမြင့်ပေးလိုက်တဲ့ user experience ကိုပေးစွမ်းနိုင်တဲ့အဆင့်လို့ကျွန်တော်တို့မြင်ပါတယ်Very good နော်ချုံနေတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ Oppo ရဲ့ ColorOS 16ဆိုတာဗျာဒီသူက features တွေပဲထပ်ထည့်ပေးထားတဲ့ update တခုတော့မဟုတ်ဘူးတကယ်တမ်းက Oppo ရဲ့ ColorOS 15မှာအရင်ကမှသုံးလို့ကောင်းတဲ့ features တွေကိုပုံမကောင်းမွန်လာအောင်ဒီ next level တခုရောက်သွားအောင်ပုံမကောင်းအောင်လုပ်ပေးထားတဲ့ version တခုတော့ကျွန်တော်တို့မြင်တယ် web design အများကြီးပို့ပြီးတော့လှလာတယ် animation တွေကအရင်ကမှပို့ပြီးတော့ smooth ဖြစ်လာပါတော့နောက်သဘောကျဆုံးချက်ကိုပြောရမယ်ဆိုလို့ရှိရင် AI ပဲ AI ဆိုလို့ရှိရင်ဗျာကျွန်တော်တို့အရင်ကဆိုလို့ရှိရင်အမိခံတက်ဆိုမဲ့ဒီနေ့ခေတ်မှာဆိုလို့ရှိရင်တော့ ColorOS 16မှာအသုံးပြုလို့ရတဲ့ AI တွေဆိုလို့ရှိရင်နေ့စဉ်ပေါ်မှာအရင်မှ practical ဖြစ်လာတယ်အရင်မှအသုံးဝင်လာတဲ့အချက်ကတော့ကျွန်တော်တို့နေသဘောကျဆုံးပဲလို့ကျွန်တော်တို့ပြောချင်ပါတယ်မြင်တော့ပြောရမယ်ဆိုလို့ရှိရင် differentiate ရဗျာ Oppo ရဲ့ ecosystem premium ဖြစ်အသုံးပြုခြင်းတဲ့လူတွေအတွက်မြင့်တင်ပေးထားတဲ့ version တစ်ခုလို့ကျွန်တော်တို့ပြောပြရစီပါနော်အဓိက Oppo ရဲ့ software direction ကိုသူကဒီ UI design နဲ့AI ကိုသူကအချိုးကျတပြိုင်နဲ့အသုံးပြုခြင်းတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ ColorOS 16ကသုံးကြည့်တဲ့ OS တစ်ခုဆိုတာကျွန်တော်အနေနဲ့တော့အကျဉ်းပြုခြင်းတယ်ပေါ့နော်မိတ်ဆွေက ColorOS 16ကိုအသုံးပြုကြည့်တဲ့အခါကျလို့ရှိရင် Oppo အနေနဲ့ကဗျာသူက user experience ကိုဘယ်လောက်ထိအသားပေးထားလဲဆိုတာမိတ်ဆွေအနေနဲ့အလွယ်တကူခန်းစားသိမြင်နိုင်ပါလိမ့်မယ်လို့ပြောနေပဲဗီဒီယိုလေးဒီမှာပဲသုံးသပ်ပေးချင်ပါတယ်ခင်ဗျာ